မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့လာရှိုးဖြစ်စဉ်နဲ့တရုတ်ဖိအားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ် MND လာရှိုးမှာပြန်ဆုတ်ခွာမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဒီရက်ထဲတော်လိုင်းနေဘက်မှာအမြင်မျိုးနဲ့ပြောဆိုမှုတွေရှိပါတယ်တိတိကျကျပြောရမယ်ဆိုရင်2029စစ်စင်ရေးတွင် MND ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရေးမှာနာမည်ကြီးပါတယ်ဆိုတဲ့စစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှိုးကို2024ခုနှစ်ဩဂုတ်လမှာသိမ်းပိုက်ရရှိခဲ့ပြီးရှက်ပေါင်း240ကျော်ကြာ2025ခုနှစ်ဧပြီလအတွင်းမှာပဲစစ်ကောင်စီလက်ထဲကြီးတစ်ချက်မဖောက်ရပဲပြန်လည်လွှဲပြောင်းပေးရမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော်လိုင်းဖွဲ့တွေတော်တော်များများမချီတင်ခဲ့ဖြစ်နေကြတာပဲဖြစ်ပါတယ်။တော်လိုင်းတပ်တွေဘက်ကအခုလိုမချီတင်ခဲ့ဖြစ်မယ်ဆိုရင်လည်းဖြစ်စီရပါ။ဘာကြောင့်လဲဆိုတော့လာရှုမျိုးကိုသိမ်းပိုက်နိုင်ခဲ့ခြင်းကတော်လိုင်းတပ်တွေအတွက်တာမန်မျိုးတစ်မျိုးလိုသိမ်းပိုက်နိုင်ခဲ့ခြင်းဆိုပြီးစစ်တပ်ရဲ့ကျမ်းမာတွေမှာပါတယ်ဆိုတဲ့တရင်တက်မတွေဝိုင်းကာကွယ်ထားပြီးစစ်အင်ကားစင်မှာတတိယမြောက်အရေးကြီးဆုံးတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမျိုးကိုသိမ်းပိုက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။လာရှိုးဟာစစ်တပ်သမိုင်းတလျှောက်ပထမအဆုံးတိုင်းစစ်ဌာနချုပ်တစ်ခုကိုလက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ကလည်းဗိုလ်ချုပ်အစဉ်ဦးစီးတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုကိုပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။စစ်မှန်မောက်မာလွန်ပြီးတော်လိုင်းတပ်တွေကိုအထင်မြင်သေးလို့နေပြီးတော့မှစစ်ဗိုလ်ချုပ်တတိုက်အတွက်တော့အဆိုပါလာရှိုးတိုင်းစစ်ဌာနချုပ်ကိုအသိမ်းပိုက်ခံခဲ့ရတဲ့ဖြစ်ရက်ကတကယ့်ကိုခါတီးပြီးအိမ်မက်ဆိုးတစ်ခုလိုခြောက်လန့်နေခဲ့တဲ့နေ့ရက်တွေဆိုတာလည်းသိကြပါတယ်။ဒီလိုအချင်းအရာတွေကြောင့်လည်းအခုထွက်ပေါ်နေတဲ့လာရှိုးသတင်းနဲ့ပတ်သက်ပြီးတော်လိုင်းတပ်ဖွဲ့တချို့နဲ့ပြည်သူတွေမှာ MND ပေါ်ဝေဖန်မှုတွေရှိနေတာပဲဖြစ်ပါတယ်။အခုနောက်ဆုံးသိရတဲ့လာရှိုးအခြေအနေကမြို့ပေါ်ရက်ကွက်တွေကိုစစ်ကောင်စီကအုပ်ချုပ်မှဖြစ်ပြီးအနီးနားကကျေးရွာတွေလာရှိုးကိုစိုးမိုးထားတဲ့စိုးမိုးကုန်းတွေအကုန်လုံးကိုကိုကန့်တပ်ဖွဲ့ကဆက်လက်တပ်ဆွဲထားမှာဖြစ်ခါတရုတ်ကောင်စီရုံးတစ်ခုလည်းလာရောက်ဖွင့်လှစ်မယ်လို့သိရပါတယ်။စစ်တပ်အနေနဲ့လာရှိုးမှာစည်ရေးလှုပ်ရှားခွင့်မရှိဘဲကြီးတစ်ချက်ဖောက်တာနဲ့ MND မှလာရှိုးတွင်ဝင်ရောက်လာမယ်လို့သိရပါတယ်။ဆိုလိုတာကလာရှိုးဟာ MND ရဲ့စောင့်ကြည့်မှုအောက်မှာဆက်လက်ရှိနေပြီးတရုတ်ရဲ့ဖိအားကြောင့်သာစစ်တပ်အနေနဲ့အရှက်ပြေလာရှိုးမျိုးရဲ့အချုပ်နေရာတွေကိုပြန်အုပ်ချုပ်ခွင့်ရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါဟာ2029စစ်စင်ရေးတွင်ရှမ်းမြောက်ကမြို့တွေတစ်မျိုးပြီးတစ်မျိုးအသိမ်းခံရတဲ့အချိန်အခုစစ်ပွဲကတရုတ်ရဲ့အသွင်ပြောင်းကျူးကျော်စစ်ဖြစ်ပြီးလူလက်နက်နည်းပညာတွေကိုနောက်ွယ်မှာကူညီပေးနေတာကြောင့်အခုလိုရှုံးနေရတာဖြစ်တယ်ဆိုပြီးပြောဆိုမှုပြုလုပ်ခဲ့တဲ့စစ်တပ်အတွက်အခုချိန်မှာသူတို့ဆွဆွဲခဲ့တဲ့တရက်ကိုပဲပြန်အားကိုပြီး၎င်းတို့ဆုံးရှုံးသွားတဲ့မျိုးတွေကိုပြန်တောင်းယူနေရတယ်ဆိုတာကိုပေါ်လွင်သွားစေခဲ့ပါတယ်။ဒါတင်မကလာရှုမျိုးကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကစစ်ရေးနည်းနဲ့တိုက်ခိုက်ပြီးသိမ်းပိုက်နိုင်ခဲ့ပေမဲ့ကမ္ဘာအဆင့်ရှိပါတယ်ဆိုတဲ့စစ်တပ်အနေနဲ့မြေပြင်စစ်ကြောင်းတွေမှာဘယ်လိုမှတိုက်ခိုက်နိုင်ခြင်းမရှိဘဲ MND ကိုဖိအားပေးနိုင်တဲ့တရုတ်အာကိုဖြင့်သာပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်တယ်ဆိုတာပေါ်လွင်ပါတယ်။ဒါဟာအာဆီယံနိုင်ငံတွေမှာတိုက်ရိုက်ခိုင်ရေးကောင်းပါတယ်ဆိုပြီးသတင်းထွက်ခဲ့ပူတဲ့မြန်မာစစ်တပ်အတွက်ဘယ်တော့မှပြန်ဆယ်လို့မရတော့မယ့်ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။လာရှိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကဂုံတိတ်ခါကြာစင်မှုတွေအရှက်ရစရာတွေဖြစ်ခဲ့ရသလိုတော်လိုင်းတပ်တွေအနေနဲ့လည်းတတိထားစရာကိစ္စတွေအများပြားပေါ်ပေါက်ခဲ့ပါတယ်။တရုတ်ကအင်အားကြီးနိုင်ငံတစ်ခုဖြစ်တာနဲ့ညီကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုစိတ်ကြိုက်ချေလဲမှုတွေလုပ်နေတာအတော်ကြာခဲ့ပါပြီစစ်တပ်ကိုချေလဲသလိုတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကိုလည်းချုပ်ကင်ပြီး၎င်းတို့အကျိုးဆုံးရတစ်ခုတည်းအတွက်ကစားကွက်မျိုးစုံနဲ့ပုံဖော်ကစားနေရတယ်ဆိုတာအခုလာရှိုးဖြစ်စဉ်မှာတင်အတော်လေးပေါ်လွင်နေပါတယ်။ဒါကြောင့်အခုဖြစ်စဉ်ကိုကြည့်ပြီးတခြားသောတော်လိုင်းဖွဲ့အထူးသဖြင့်တရုတ်နဲ့မဖြစ်မနေထိစပ်နေရတဲ့တော်လိုင်းတပ်တွေအနေနဲ့တရုတ်ဖိအားကိုကြော်လွှားနိုင်မဲ့ဗျူဟာတစ်ခုကိုမဖြစ်မနေစဉ်းစားသင့်တယ်လို့မြင်မိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အင်းတော်ဂျပန်လိုင်းကိုစကန်မှထွက်ပြေးသွားတဲ့တပ်မ89တပ်မမှုကိုအရှင်ဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်းတော်မြို့သိမ်းတိုက်ပွဲမှာနောက်ဆုံးလက်ကျန်ဂျပန်လိုင်းကိုစကန်ကနေစကန်ဆွန့်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တပ်မမှုအောင်သက်ဦးနဲ့ဖွဲ့ကိုတော်လိုင်းတပ်တွေကကတာမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေစီကသိရပါတယ်။တပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုပြီးတပ်မမှုကိုယ်တိုင်ကိုကဲတဲ့အင်းတော်မြို့ကိုတော်လိုင်းတပ်တွေအပိသက်သိမ်းပိုက်စဉ်စစ်ကောင်စီတပ်မမှုနဲ့ဖွဲ့ကစကန်ဆွန့်ခွာထွက်ပြေးခဲ့ရပြီးကတာမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တပ်မ89တပ်မမှုချုပ်အောင်သက်ဦး DSC 42နဲ့ဖွဲ့ကိုကတာမြို့ဝင်မှာဖမ်းမိခဲ့တာပါ။အင်းတော်ဂျပန်လိုင်းကူစကန်မှာရှာတတမခ89ကတပ်ရင်းလေးရင်အင်အား680ခန့်နဲ့ခန့်စစ်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။အင်းတော်ကိုဗမောက်ဘက်ကနေနေမြေရှင်းလင်းလှုပ်ဆောင်ရင်ဝင်လာတာတစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။စုခွာဖို့ညှိနှိုင်းမှုယူပြီးတုတ်ချေတင်ခဲ့ပြီးမြကတာမြို့ကနေကြိုတင်ဆောင်ဆိုင်ပြီးပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လို့စီရီယန်ပူစည်းစင်ရောကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးပြောကြားလာပါတယ်။
လက်ရှိစစ်ကောင်စီထိန်းချုပ်ထားတဲ့ကတာမျိုးအခြေအနေမှာလည်းနေမြေကန်တန်ရင်ခမာရ309နဲ့မြို့ရင်းကအမြောက်တက်ခွဲတစ်ခွဲသာရှိရလို့ဆိုပါတယ်။လက်ရှိမှာကတာမျိုးနဲ့ခမာရ309ကိုပါတော်လိုင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားတယ်လို့လည်းဗိုလ်ကြီးစင်ရောကပြောပါတယ်။ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီရဲ့တပ်မမှုနဲ့တပ်ဖွဲ့ဝင်အရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။လာပေါင်းများစွာကြာမြင့်ခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကစစ်ကောင်စီကတာလွန်အင်အားနဲ့ကြာမြင့်စွာခန့်စစ်နဲ့ခုခံရင်းမြို့ကိုရှစ်လနီးပါးအကြာမှာလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီကငလင်ကြောင်အပြည့်ရကြီးညာထားတဲ့ကာလတွေမှာစစ်ကောင်စီရဲ့ခန့်စစ်ဖြစ်တဲ့အင်းတော်ကနာမည်ကြီးဂျပန်လိုက်ကူကုန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့တော်လိုင်းပူပေါင်းတပ်တွေကိုလက်နက်ကြီးဒရုန်းတို့နဲ့ထိုးစစ်ဆင်လာတာကြောင့် AB 1ရက်နေ့ကနေ3ရက်နေ့ထိတိုက်ပွဲပြင်းထန်ခဲ့ကစစ်တပ်ကလေကြောင်းတွေပါတောက်လျှောက်ပစ်ကူပေးခဲ့ရတာဖြစ်ပါတယ်။ကချင်ပြည်နယ်အဆက်စကိုင်းတိုင်းထဲမှာရှိတဲ့အင်းတော်မြို့နယ်တစ်ခုလုံးကိုပြီးခဲ့တဲ့ AB လ9ရက်ည8နာရီဝန်းကျင်မှာတော်လိုင်းပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုတဲ့လူအတည်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုကြောင်းနိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့်အတည်ပြုခဲ့ပါတယ်။လက်ရှိမှာဥဇဘက်ကစ္စတန်နိုင်ငံတာဂက်မြို့မှာပြင်ပလျက်ရှိတဲ့အကြိမ်150မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကအခုလိုဆုံးဖြတ်ခဲ့တာပါနိုင်ငံတကာပါလီမန်များအဖွဲ့ IPU အနေနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုစစ်အာဏာသိမ်းတဲ့2021ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့142ကြိမ်မြောက်ညီလာခံကစတင်ပြီးမြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းအဖြစ်နိုင်ငံတကာပါလီမန်များအစည်းအဝေးတွေမှာလေ့လာသူအဖြစ်တရားခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က CRPH ကိုဆက်လက်အတိမတ်ပြုခြင်းဟာဒီမိုကရေစီလိုလားတဲ့မြန်မာပြည်သူတွေကိုလေးစားတန်ဖိုးထားခြင်းဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဆိုပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တန်တောင်ကြီးနဲ့ငတရောင်မျိုးတို့မှာပြူစောတိနဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်တီဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တန်မိုးတောင်ကျေးရွာကိုမိရှို့ပြီးပြန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိကြောင်းကမ်းနီကြားဒေတာကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့တာပါ။ AB လ9ရက်နေ့မနက်10:50အချိန်တန်တောင်ကြီးမြို့နယ်တန်မိုးတောင်ကျေးရွာကိုမိရှို့ပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထုံးဖို့ကြီးကျေးရွာအထက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာအထိနာပြီးထုံးဖို့ကြီးစခန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုသိရှိနိုင်စေဖို့စုံစမ်းနေစဉ်ဖြစ်ပြီးတိုက်ပွဲဖြစ်ပြီးနောက်တနာရီကြာမှလူနာတင်ရင်နှက်စီထုံးဖို့ကြီးစခန်းကိုမောင်းဝင်သွားကြောင်းသိရပါတယ်။ခရီးရန်သီလရှင်ကျောင်းနှစ်ကျောင်းအိမ်ကဘယ်နှလုံးမီးရှို့ခံရလဲတော့မသိဘူးလောလောဆယ်နှလုံးလို့တော့ကြားတယ်ဘာလို့လဲဆိုရင်တန်မိုးတောင်ရွာကရွာသားတွေမရှိတော့တာ2နှစ်ကျော်ပြီးစာကားစာထိခိုက်သေးဆုံးမှုကမသိရသေးပါဘူးလူနာရင်တင်နှစ်စည်းဝင်ပြီးတောင်ငူဘက်ပြန်ထွက်သွားတာတော့ရှိရဲ့လို့ကမ်းနီကြားဒေတာကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့တာပါအဲ့ဒီလိုတိုက်ခိုက်ခံရပြီးရဲ့နောက်အထိနာတဲ့အကြမ်းဖက်စစ်သားတွေကထုံးဖို့ကြီးရွာတွင်ရှိအစည်းဆိုင်များကားများနဲ့ဆိုင်ကယ်များကိုထုချေပျက်စီးပြီးလမ်းသွားလမ်းလာခီးတွေကိုရိုက်နှက်နှိပ်စက်ဆဲဆိုမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာနဲ့တရင်ကလက်အောက်ကကမ်းနီကြားဒေတာကာကွယ်တပ်နဲ့ကီးကူစစ်ကြောင်းနဲ့တောင်ငူခရိုင်တရင်3500လီတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင် AB လ6ရက်နေ့နေ့လယ်2နာရီချိန်ကမ်းနီကျေးရွာမှာကင်းပုံဝစ်ဖို့ထွက်လာတဲ့ဖြူစောထီတွေကိုကမ်းနီကြားဒေသကာကွယ်တပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ရာဖြူစောထီတအုပ်တေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပြည်သူများအနေနဲ့တောင်ကိုလိတ်တိုလမ်းမကြီးကိုမနက်6နာရီမှညနေ6နာရီတွင်သာသွာလာအသုံးပြုကြဖို့နဲ့အရေးပေါ်ကိစ္စတစုံတရာရှိပါကနီးစပ်ရာအဖွဲ့အစည်းကိုဆက်သွယ်အကြောင်းကြားပြီးမှသာသွာလာကြဖို့မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။အလားတူမန္တလေးတိုင်းညောင်ခရိုင်ငတရောင်မြို့ရဲစခန်းမှထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ရာပြည်သူများတိုက်ပွဲကြားရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းပကံညောင်ခြေဆိုင်မန်းပကိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ AB လ9ရက်နေ့မနက်10:30ခန့်အချိန်ညောင်ဦးမြို့နယ်ငတရောင်မြို့ရဲစခန်းမှထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ရေးဆယ်ဦးခန့်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲပြီး40မမလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာပြည်သူများကတိုက်ပွဲကြားကိုရောက်ရှိလာခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်